ဒီပုံမှာမြင်နေရတဲ့ထိုင်းဘုရင်တက်ဆင်ရဲ့လက်ထက်မှာထိုင်းကိုရောက်လာတဲ့ပေါ်တူဂီတွေအဓိကအဖြစ်တော့ထိုင်းမြန်မာစစ်ပွဲမှာထိုင်းနေဘက်ကနေကူးတိုက်ပေးခဲ့တဲ့သူတွေပေါ့နော်သူတို့တွေအတွက်မြေကွက်နေရာတွေချပေးခဲ့ပါတယ်တဲ့ဒါထိုင်းနေအတွက်လက်နက်ခဲနေထောက်ပံ့ပေးတဲ့ပေါ်တူဂီတွေနဲ့တန်တမန်ရေးရတဖန်ပြန်လည်ခိုင်မာစေတဲ့သဘောလို့သိရပါတယ်ခုကျွန်တော်ရောက်နေတဲ့ပြတိုက်နေရာဝင်းကျင်ကြောက်ဖျားမြစ်ရဲ့ဒီဘက်ချမ်းကိုပေါ်တူဂီမျိုးဆက်တွေကိုနေရာသတ်မှတ်ပြီးနေစေခဲ့တာခုချိန်ထိပါပဲကျွန်တော်အခုမြူဇီယမ်ရဲ့တတိယထပ်ကိုရောက်နေရပါတော့ဆိုတော့ဒီမှာဆိုရင်ဒါထိုင်းမှာရှိနေတဲ့ဒါထိုင်းကိုရောက်လာတဲ့ဒါပေါ်တူဂီတွေရဲ့နေထိုင်မှုသူတို့ရဲ့ပုံစံတွေကိုအများကြီးတွေ့ရတယ်ပြီးတော့ခါကျတော့သူတို့ရဲ့စားတောက်ပုံတွေပြီးတော့ဒီမှာဆိုရင်ဒါဆေးဖော်တဲ့ဒါကြပွေပေါ့နော်တခြားသောသူတို့ရဲ့အစားအစာတို့ဒါအသုံးအဆောင်ပစ္စည်းတွေအများကြီးတွေ့ရတယ်ဒီမှာရှိသေးတယ်ဒါယေရှုခရစ်တော်လက်ဝါးကတိုင်မှာအသေးခံတာနဲ့ပတ်သက်ပြီးတော့ဒါပကြီးဆွဲထားတာဖြစ်ပါတယ်
ကျွန်တော်9:33ရှိပြီကျွန်တော်ထပ်လာတော့တကားတော့မှပိတ်ထားစိတ်ထားပြီပေါ့နော်ကျွန်တော်ဒီကြောက်ဖျားမြေကမ်းတစ်လျှောက်ဒါလမ်းလျှောက်လို့ရမလားမသိဘူးကျွန်တော်ဒီနားလေးမှာဒါလျှောက်သွားကြည့်တော့ဆိုတော့ဟိုးမှာ Wat Arunကျွန်တော်ဒါမြေကမ်းတစ်လျှောက်လမ်းလျှောက်လာတာပေါ့နော်ဒီမှာစံเจ้าแม่กวนอิมဒါกวาရင်မဲတော်ရဲ့ဒါကြောင်းဒါတော့ပိတ်နေအထဲတော့ဝင်လို့မရဘူးအခုနေဝင်တော့မယ်ကျွန်တော်ဒါ Wat Arun မှာနေဝင်တာသွားကြည့်မယ်ပေါ့ပြီးသေးမလားမသိ6 နာရီမှာ Wat Arun ပိတ်သွားပြီ15မိနစ်လောက်ပဲတော့ကျွန်တော်မြန်သွားလာ